လိုင်းပေါ်တငယ်ချင်းတွေအားလုံးမင်္ဂလာပါလို့ကဲကုန်စိမ်းတယ်လေးကတော့ဒီနေ့ဝါရီဆွဲတော့မယ်နော်ကဲဒီမှာဘာတွေနဲ့ဆွဲမလဲဆိုတော့ဒီမှာ brassa နဲ့ common ဂျီဝနဲ့ဟင်းညိုချက်ထားတယ်ပူပူလေးကူးမှနော်ကူးမှချက်ကူးမှစားမယ်နော်ဒါကတော့ရာသီစားနော်ကုန်စိမ်းတယ်လေးကကျတော့ဘာတွေလဲထွက်နေရပြမလို့ common ဂျီဝဟင်းကိုနှိမ့်တိုင်းစားတာနော်ကဲဒီမှာဒါကတော့ကွင်းချောင်းငပိချက်ကို special ပြောထားတာဒါတော့ငါးငပိချက်မဟုတ်ဘူးဒါငပိရေချိုနော်မြုပ်သီးမှုန့်နဲ့ကွင်းချောင်းငပိချက်ဒီမှာဒီကွင်းချောင်းငပိချက်ကိုကြိုထားတာကဲဒီမှာဒါကတော့ငမြစ်ချင်းလေးကိုဒီမှာရခိုင်ချက်ငရုတ်စိမ်းလေးနဲ့ချက်ထားတယ်ကဲဒါကတော့ကြက်သားလေးကိုကြော်ထားတယ်ကဲဒီမှာတိုးစရာကတော့ဒီမှာ special ပဲနော်ရှောက်ရွက်ပါမယ်ဒီမှာတည်သီးဆိုင်သီးလေးတွေနော်ဒီမှာပိန်နေကွင်းတို့မယ်ဒီမှာတောကရက်ချင်းမှုမွေးလေးဒီမှာဒါတမာချင်းနဲ့တောကရက်ချင်းနဲ့ဒီမှာကမုန်းချင်းဟင်းညုံနဲ့ဒီနေ့တွေ့ပြီနော်ကဲဒီမှာပုံသိန်းသေးလေးရှိမှဒီမှာနော်ကွင်းချောင်းငပိငတန်းချောင်းကွင်းချောင်းငပိဒါတပိတ်တာဘူးနော်ဒီမှာဒါငပြောရည်ဒါတပိတ်တာဘူးနော်ဒီမှာဒါတပိတ်တာဘူးအကြိုက်ထားနော်တလထားနှစ်လထားဒါအထားကန်6လှန့်ထားနော်ကဲငပြောယူဘူးငပြောသီးချဘူးရှိတယ်ကွင်းချောင်းငပိရှိတယ်အာလူကြော်မျိုးစုံရှိတယ်ပြီးရင်ဘိန်းငပိတောင်မျိုးစုံရှိတယ်ကဲကုံသိန်းတယ်လေးရှိမှလိုချင်တယ်ဆိုရင်ကြွက်6လည်းရှိတယ်နော်ကုံသိန်းတယ်လေးရှိမှလိုချင်တယ်ဆိုလို့ဆိုရင်ကြွက်6ရမယ်ကြောက်ပန်းဖိုးဝအာလူကြော်မျိုးစုံအချိုကြော်အဆက်ကြော်ဘူးကြီးဘူးငယ်အကုန်စုံရတယ်ငတန်းချောင်းကွင်းချောင်းငပိရမယ်ပြီးလို့ဆိုရင်ငပြောသီးအ6နော်တပိတ်တာကို1000ခွဲ50တာကို8000နော်ဒီမှာအဲ့လိုဘူးလက်လာလေးနဲ့ထည့်တာနော်ကဲကုံသိန်းတယ်လေးရှိမှမှားယူချင်တယ်ဆိုရင်ကုံသိန်းတယ်လေးရဲ့ Viber ဖုန်းနံပါတ်က3996965463ကို Viber ဟိုင်းပြီးတော့လဲမှာလို့ရတယ်ဖုန်းဆက်ပြီးတော့လဲမှာလို့ရတယ်နော်ကုံသိန်းတယ်လေးတို့အိမ်ကိုထမင်းစားလာခြင်းနဲ့ဆိုလို့ဆိုရင်ကုံသိန်းတယ်လေးရဲ့ဖုန်းနံပါတ်ကပုံသိန်းတယ်လေးအကောင့်မှာလင်းချထားတယ်နော်ဖုန်းနံပါတ်ချပေးထားပါတယ်ဖုန်းလေးဆက်ပြီးတော့ထမင်းစားခြင်းနဲ့ဆိုရင်ခုရက်ထဲမှာနော်အစားအသောက်တွေနော်နေရမ်းပြင်းလို့အစားအသောက် green တွေပြတ်နေတဲ့လူတွေမှန်လို့ဆိုရင်ကုံသိန်းတယ်လေးစီကိုထမင်းလာစားပါလို့ဖိတ်ခေါ်လိုက်ပါတယ်နော်ကုံသိန်းတယ်လေးစီကိုလာလို့ဆိုရင်အဲ့လိုမျိုးနော် brassa ဟင်းညိုကောင်းကောင်းလေးနဲ့ပြီးလို့ဆိုရင်ဒီမှာကွင်းချောင်းငပိ share လေးနဲ့ဒီမှာအသားဟင်းလေးနဲ့တကယ် special ချက်ကြည့်မယ်နော်ကဲအားလုံးကဲကုန်းစင်စားရမယ်နော်ကဲအားဆမ်းပြီနော်ကဲကွင်းချောင်းငပိနဲ့ဒီမှာကုန်းစင်တွေရကြတော့အဲ့လိုမျိုးနယ်ဖက်စားတာကိုကြိုက်တယ်နယ်ဖက်ပြီးတော့တို့ဆရာနဲ့ special တို့မယ်ကဲကြရက်ချင်မှုမွေးလေးတောကြရက်ချင်မှုမွေးလေးဒီနေ့နော်ကဲတမာချင်းတောကြရက်ချင်ဒီနေ့တွေ့ပြီနော်ကဲဒီမှာကဲကုံစင်းတွေလေးကပြီးလို့ဆိုရင်မျိုးတွေကိုနော်ကြွက်6တို့မှာကွင်းချောင်းငပိတို့သွားပို့ရမယ်နော်သွားပို့ရမယ်အဲ့ဒါမှထမင်းဆွဲနေတာကဲဒီမှာတော့စာနီးလေးမွားလာတော့စောက်ရွက်အရန်ကြိုက်တယ်လာလာလာတာဟင်းညိုရှယ်လဲပုံစံတွေတို့အိမ်မှာတော့နေတိုင်း brassa ဟင်းညိုချက်တယ် brassa ချင်းဟင်းပေါ့နော်နေတိုင်းချက်တာနော် brassa နဲ့ common ကျွန်းနဲ့ကနေတိုင်းချက်တယ်မိတ်ဖက်မလို့နော်နောက်ပြီးတော့လဲသူကယာတီတဲ့ယာတီစားဆိုတော့တောက်ကြတယ်ဆရာပါ
ဘာသာဟင်းညမတော့အလိုက်ပဲချဲကဲကုန်စင်းတယ်လေးစီမှာနော်ကုန်စင်းတယ်လေးစီမှာကွင်းချောင်းငပိတို့ငပြောအချောက်တို့နော်ကြောက်ပံဖိုးကအာလူကျော်တို့ကြွက်ချောက်တို့မျိုးစုံရပါဖိငပိတောင်မျိုးစုံရပါတယ်လို့နော်ကုန်စင်းတယ်လေးစီမှာအားပေးကျင်တယ်ဆိုလို့ဆိုရင်ကုန်စင်းတယ်လေးရဲ့ Viber ဖုန်းနံပါတ်က3996968223 Viber ဟိုင်းပြီးတော့ကြွက်ချောက်တို့နော်ငပိတို့နော်ကြောက်ပံဖိုးကအာလူကျော်တို့ဖိငပိတောင်မျိုးစုံမှာယူလို့ရပါတယ်လို့နော်အားလုံးလည်းလာခဲ့ကြဖို့လည်းဖိတ်ခေါ်ရနော်ကုန်စင်းတယ်လေးကအားလုံးလည်းလာခဲ့ကြပါအိမ်မှာထမင်းလာစားပါလို့လည်းဖိတ်ခေါ်လိုက်ပါတယ်နော်အားလုံးလာလို့စရင်ကုန်စင်းတယ်လေးကကွင်းချောင်းငပိနဲ့ special ချက်ကျွေးပါမယ်လို့နော်အားလုံးအားကြောင့်မို့အားလုံးလာခဲ့ပါလို့လည်းဖိတ်ခေါ်ပါနော်ကဲအားလုံးချစ်တယ်နော်ဘိုင်ဘိုင်